ရှေ့တုန်းကချာလီလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ရှိတဲ့ခရစ်စမတ်အချိန်ရောက်ပြီဆိုရင်ချာလီဟာတခြားကလေးတွေလိုပဲလက်ဆောင်တွေရဖို့အရန်ကိုစိတ်လှုပ်ရှားနေတတ်တာပေါ့ဒါပေမဲ့ဒီနှစ်မှာတော့ချာလီမှာထူးဆန်းတဲ့အကြံတစ်ခုရလာခဲ့တယ်ပုံမှန်သုံးနေကြခရစ်စမတ်ချီအိတ်လေးကတီးတီးလေးပဲလက်ဆောင်တွေအများကြီးမဆန့်နိုင်ဘူးလို့ချာလီကတွေးမိတယ်အဲ့ဒါနဲ့သူဟာသူ့ရဲ့အိယာဘောကခေါင်းအုံးစွပ်အကြီးကြီးတစ်ခုကိုယူလိုက်ပြီးဒီအိတ်ကြီးနဲ့ဆိုရင်တော့ငါလိုချင်တဲ့လက်ဆောင်တွေအကုန်ဆန့်မှာပဲဆိုပြီးဝမ်းသာအားရဖြစ်နေခဲ့တယ်ဒါပေမဲ့ခဏနေတော့ချာလီရဲ့စိတ်ထဲမှာမတင်မကျဖြစ်လာတယ်ချာလီဟာသူ့ရဲ့ခေါင်းအုံးစွပ်အကြီးကြီးကိုကြည့်ပြီးအတွေးတွေနှက်နေလာပါတယ်လောဘကြီးတယ်ဆိုတာကိုလိုအပ်တာထက်ပိုပြီးတော့လိုချင်တာကိုပြောတာပဲလို့သူကကိုယ့်ဘာသာကိုပြန်ဆန်းစစ်နေမိတာပေါ့သူဟာခေါင်းအုံးစွပ်ကြီးကိုအိယာချီရင်မှာချိတ်ထားရင်းနဲ့စန်တာကြီးရဲ့ပင်ပန်းမှုကိုလည်းစတင်တွေးတောမိလာပါတယ်စန်တာကြီးဟာတကဘာလုံးမှာရှိတဲ့ကလေးတွေအားလုံးစီကိုတညာတည်းနဲ့လက်ဆောင်တွေလိုက်ပို့ပေးရတာတကယ်တော့အင်မတန်မှပင်ပန်းပါပဲငါသာဆိုရင်ဒါမျိုးလုပ်နိုင်ပါမလားဆိုတဲ့စာနာစိတ် empathy လေးချာလီစီမှာကိန်းအောင်လာခဲ့တယ်ငါကသာလက်ဆောင်တွေအများကြီးလိုချင်နေတာစန်တာကြီးခမရမှာတော့တညာလုံးမအိပ်မနေအလိုလုပ်နေရတာပဲဆိုတာကိုသူနားလေသွားပါတယ်နောက်ဆုံးမှာတော့ချာလီဟာသူ့ရဲ့လောဘတွေကိုဘေးဖယ်လိုက်ပြီးခေါင်းအုံးစွပ်ကြီးကိုပြန်သိမ်းလိုက်ပါတော့တယ်သူဟာပုံမှန်သုံးနေကြခရစ်စမတ်ချီအိတ်လေးကသာသူနဲ့အတင့်တော်ဆုံးဖြစ်မှာပါလို့ဆုံးဖြတ်ပြီးချီအိတ်လေးကိုပဲပြန်ပြီးအသုံးပြုလိုက်ပါတော့တယ်ခရစ်စမတ်ရဲ့အစစ်အမှန်ပျော်ရွှင်မှုဆိုတာလက်ဆောင်တွေအများကြီးရတာထက်သူတစ်ပါးကိုစာနာပေးတဲ့ချင်းမှရှိတယ်ဆိုတာကိုချာလီတယောက်သိသွားခဲ့ပြီပေါ့